အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးကတော့ထွန်းထွန်းဆက်ဆက်နဲ့မာလာရှန်ကောလေးကိုတူတူလောက်စားကြည့်လိုက်ရအောင်နော်မာလာရှန်ကောကပစုံနေနဲ့တခြားပင်လယ်စာတွေဘာမှမပါပဲအသားတစ်မျိုးနဲ့ပဲလုပ်ပြထားပါတယ်ရှင်တခြားဟင်းလေးစားရတာညှင်းငွေ့နေပြီဆိုရင်မာလာရှန်ကောလေးနဲ့ထမင်းဖြူလေးနဲ့စားကြည့်နော်အရင်ကိုလိုက်ဖက်ပြီးတော့စားလို့ကောင်းပါတယ်ရှင်မာလာနစ်ကလေးကတော့ကိုနင်းတက်ရလေးကိုသုံးပြနိုင်ပါတယ်အသားတော့ကျမဝက်သားသုံးထားပါတယ်ရှင်ကိုကားဝက်သားမကြိုက်ဘူးဆိုလဲကြက်သားသုံးနိုင်ပါတယ်ပင်လယ်စာတွေလည်းထည့်ပြီးမှသုံးနိုင်ပါတယ်ရှင်အတီးရွက်ကိုမာတဲ့အတီးရွက်လေးတွေကိုအရင်ပြုတ်ထားလိုက်ပါအတီးရွက်တွေပြုတ်ထားလို့ဝက်သားလေးကိုပပလီပြီးတော့ရေဆေးထားလိုက်ပါမယ်အတီးရွက်ကိုလည်းကိုထည့်ခြင်းနဲ့အတီးရွက်ကိုထည့်ပြီးတော့ပြုတ်ပေးပါကျမကတော့မုံညင်းဖြူနဲ့အိုးမုံညင်းကိုပဲသုံးထားလိုက်ပါတယ်အတီးရွက်တွေရပြီဆိုရင်ခူးပြီးမှရေဆေးထားလိုက်ပါအတီးရွက်တွေပြုတ်ပြီးပြီဆိုရင်တော့ခောက်ဆွဲကြောက်ကိုပြုတ်ပါမယ်ခောက်ဆွဲကြောက်ကိုခဏပဲပြုတ်ပေးပါမဆက်ဆက်ကလေးပြုတ်ပေးပြီးရင်ရပါပြီခောက်ဆွဲကိုလည်းခူးပြီးရေစစ်ထားလိုက်ပါစီထည့်ပြီးတော့စီပူလာရင်ငါ့အကြောင်းတွေကိုနည်းငယ်ကြက်အောင်ကြော်ပေးပါတချို့ကတော့အတီးရွက်ထဲမှာတခါလေးထည့်ပြုတ်ပါတယ်ငါ့အကြောင်းကြော်ထားတဲ့စီနဲ့ပဲဝက်သားကိုကြော်လိုက်ပါတယ်ဝက်သားလေးနည်းနည်းနွမ်းလာပြီဆိုရင်ကြက်သွန်ပြ3တက်လောက်ကိုတက်လိုက်ထည့်ပြီးတော့စီတက်ပေးပါမာလာနစ်ကိုလည်းထည့်ပြီးတော့မွေလိုက်ပါတယ်မာလာနစ်တွေကိုစီတက်ပြီးရင်တော့ပြုတ်ထားတဲ့အတီးရွက်လေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်ပြီးရင်ငါ့အကြောင်းကြော်ထားတာလေးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်ဒီနေရာမှာကိုကမာလာဘက်တွေမာလာခောက်ဆွဲတွေရှိရဆိုလည်းထည့်ပေးနိုင်ပါတယ်အရသာအတွက်ကတော့ကြက်သားမုံခယူးစီစားအချိုမုံနည်းငယ်ထည့်ပေးပါအချိုလေးကြရင်တော့တကြားလေးကိုနည်းငယ်ထည့်ပေးနိုင်ပါတယ်အသားတွေအားလုံးထည့်ပြီးဆိုရင်တော့ခောက်ဆွဲလေးကိုထည့်လိုက်ပါမယ်အိုးလေးကသေးတော့ဇွန်းနဲ့6နဲ့ချိန်စားပြီးတော့မွေရပါတယ်ခောက်ဆွဲဘက်တွေမကြေတော့အောင်လို့ပါအားလုံးမွေပြီးလို့ကြက်ပြီးဆိုရင်တော့စားလို့ရပါပြီကိုကအိမ်မှာမြေပဲစံကြော်ရှိရဆိုရင်လည်းဘော်ကဖြူပေးပါနန်းနန်းပင်ကိုအပင်လိုက်ဖြူရင်လည်းအရန်ကိုစားကောင်းပါတယ်ရှင်ကျမကတော့နန်းလေးပဲရှိလို့နန်းလေးပဲဖြူထားလိုက်ပါတယ်မကြီးကျင်လေးနဲ့စားရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်အားလုံးပဲစားကြပါအောင်ရှင်